အားလုံးပဲမင်္ဂလာပါ။နောင်ယူစီ YouTube Channel လေးကနေအားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်။အခုတစ်ခါတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ဆိုင်းဆရာအကစောရေးသားထားတဲ့စုံဒီဥပါဒါနဲ့ကဝေရှင်ဘာတောင်းအတွဲ9ရဲ့စာစဉ်10ပဲဖြစ်ပါတယ်။ဇာတ်လမ်းလေးမစတင်ခင်မှာလည်း Channel လေးကို Like and Subscribe နဲ့ဗီဒီယိုလေးကိုလည်းလက်မလေးနှိပ်ခဲ့ပေးဖို့အားလုံးတောင်းဆိုပါရစေ။ကဲဒါဆိုစလိုက်ကြစို့ဗျာ။ဥပါဒါကဝေရှင်ကိုဘယ်မှာသွားချကြမလဲဗျ။ချောပုံစံနဲ့ဥပါဒါကိုကျုပ်ကမေးလိုက်တယ်။ဥပါဒါလမ်းလျှောက်တာကိုရက်လိုက်ပြီးတော့ကဝေရှင်ဆိုတာတူတူတိတ်တိတ်နေတတ်တဲ့လူတွေကွာသူတို့ကလူမသိအောင်နေတယ်လူမသိသူမသိလဲလှုပ်ရှားတတ်တယ်ကွာဆုံးကဝေတွေကိုဖမ်းဆီးတယ်လို့ဆိုတော့ဆုံးကဝေတွေတောင်မှကဝေရှင်ဘယ်သူလဲဆိုတာမသိကြဘူးကွာဟောဗျာဒါဆိုရင်ကျုပ်တို့ဘယ်လိုသွားချကြမလဲဗျဟောဒီရန်ကုန်မှာလူတွေလည်းအများကြီးပဲမဟုတ်လားဒီလူတွေရဲ့မှာကဝေရှင်ဘယ်သူလဲဆိုတော့လိုက်ရှာရင်ကောက်ရိုးပုံနဲ့အပ်ပြောက်ရှာထက်တော့စိုးနေအောင်ပဲဗျာအသေးလည်းမစိုးရင်မှနဲ့ကွာငါမှနီးလန်းရှိပါတယ်ဘယ်လိုနီးလဲဗျာစောင့်ကြည့်ပါကွာလာဟိဒီချိန်ဆိုရင်သူတို့ထွက်နေလောက်ပြီကွာဥပဒါနဲ့ကြုံလဲကားလမ်းတိုင်းဆက်လျှောက်လာခဲ့ကြတယ်မြို့နယ်တဖြည်းဖြည်းလမ်းတဲ့အခါကားလမ်းမကြီးမှာမီးတိုင်ကြီးကလည်းခက်ကြဲကြဲပဲရှိတော့တာဗျကားလမ်းပေါ်မှာလည်းကျုံတဲ့ဥပဒါနဲ့ပဲရှိတော့တာကုန်တင်ကားကြီးတွေကတော့တစ်ချက်ဝေါကနေနဲ့ဖြတ်သွားတတ်တာပါပဲဗျဆက်လျှောက်လာရင်ခက်လန်းလမ်းမီးတိုင်တစ်ခုအောင်မှာကလေးတွေကစောကစားနေတယ်ဗျကလေးကြီး10ယောက်လောက်ရှိတယ်ဗျသူတို့တွေကလမ်းမီးရောင်အောက်မှာပြေးလိုက်လွှားလိုက်နေစောကစားနေကြတယ်ကျုပ်လည်းကလေးတွေကိုကြည့်လိုက်ပြီးအံ့ဩသွားတာပေါ့ညာကြီးမင်းကြီးဖေးကလေးတွေလမ်းမီးတဲ့အောင်မှာလာဆော့နေကြလဲမသိပါဘူးဗျာကားတိုင်ပြီးတော့သေကုန်မယ်ဥပဒါပြုံးလိုက်ပြီးတော့သူတို့ကကားတိုက်ပြီးသားဆိုတော့မသိတော့ဘူးကွာဘလို့ဗျကားတိုက်ပြီးသားရဲ့လားငါပြောမယ်လက်ကမင်းဘေးဘီကိုကြည့်လိုက်စမ်းကွာတစ်ဖက်မှာလဲတိုးကြီးတစ်ဖက်မှာလဲချမ်းကျူကြီးမဟုတ်လားကွာဒီလိုနေရာမှာဘယ်ကလေးကလာဆော့မှာလဲကွာဥပဒါပြောတာလဲဟုတ်တယ်ဗျဒီနားမှာလူနေအိမ်ဆိုလို့တိုင်အောင်မတွေ့မိပါဘူးဗျဒီတော့မှကျုပ်လဲကြောတွေချမ်းလာတာဒါဆိုဒီကလေးတွေကတရေတွေပေါ့နော်တရေတော့မဟုတ်ဘူးကွာမင်းစားလေးတွေကွာမင်းစားနဲ့ကဝေရှင်တွေကဘလို့ဆက်တယ်ရှိလို့လဲဥပဒါကဝေရှင်ကမင်းစားလေးတွေကိုတုံးချတယ်ကွာမင်းစားလေးတွေကကလေးတရေတွေဆိုတော့မလိမ်မညာတတ်ကြဘူးမဟုတ်လားပြီးတော့ခိုင်းရပြရလေလွယ်လေကွာဒါဆိုဒီမင်းစားလေးတွေမှာအထက်ရောက်ကကဝေရှင်ကိုသိနေမှာပေါ့နော်အစ်စ်ပေါ့ကွာကဲလာဒီကောင်တွေကိုသွားမိအောင်ကျုပ်တို့လည်းမင်းစားလေးတွေနာကိုလမ်းလျှောက်လာကြတယ်ဗျမင်းစားလေးတွေကကျုပ်တို့ခီးမထားပါဘူးဗျအော်ကြဟစ်ကြစူကြညံကြနဲ့ဆော့ကစားနေကြတာပေါ့စူတာလည်းအတော့စူတာဗျအတန်သေးသေးလေးတွေနဲ့အော်ဟစ်နေတာပါပဲကျုပ်တို့နဲ့တဖြည်းဖြည်းနီးလာတဲ့ခါအဲ့ဒီမင်းစားလေးတွေကကြက်ပြောင်ငက်ပြောင်ပျောက်သွားကြတာပါပဲဓာတ်တိုင်အောင်မှာဘာမှကိုမရှိတော့ဘူးဗျဟောဘယ်ရောက်ကုန်တယ်လဲဗျလာစမ်းပါကွာသူတို့ကလူတွေ့လို့ပုံနေတာကွာဥပဒါနဲ့ကျုံနေအဲ့ဒီဓာတ်တိုင်အောင်ကိုရောက်တော့ဥပဒါဓာတ်တိုင်ကိုလက်နဲ့ပုတ်ရင်ဟဲ့ကောင်လေးပုံမနေနဲ့ထွက်လာခဲ့ကြသမ်းဟိဥပဒါပြောပြီးမယ်ဘာမှတော့မထူးဘူးဗျတစ်ဖက်မှာလည်းကတ်တရလိုင်းတစ်ဖက်မှာလည်းခြုံမင်မြက်ပင်နေပဲရှိတယ်ဗျဒီချိန်ခြုံဘက်ကနေချုပ်ကနေအတန်ကြားလိုက်ပြီးတော့အကောင်လေးတစ်ကောင်ကလွှာကနေခုံထွက်လာတယ်ဗျဥပဒါအဲ့ဒီကောင်လေးကိုလက်ညှိုးထိုးလိုက်တော့အကောင်လေးဟာလီပေါ်မှာတန်းလိုင်းဖြစ်သွားတယ်ဗျပုံစံကတော့လူပုံစံမဟုတ်ပါဘူးဗျလက်ရှိချီနဲ့ဗျမသိရင်မြောက်တစ်ကောင်နဲ့တောင်တူးတယ်မြောက်ကတော့အမိပါပါတယ်သူကအမိမပါဘူးပေါ့မျက်လုံးပြူပါဇက်ပြဲနေဗျပါဇက်ထဲမှာလည်းအဆွဲသွားကြုံလေးတွေအများကြီးရှိတယ်ဒီကောင်လေးကလီပေါ်ရက်နေအောင်မကျေနပ်တဲ့ပုံနဲ့ဗျပါဇက်ကလည်းစူးစူးဝါအော်တယ်ဥပဒါမင်းစားလေးကိုမျက်မှောင်ကျုပ်လိုက်ပြီးတော့အောက်မှာမင်းအဆွမ်းလောက်နဲ့ငါ့ကိုခြုံကိုတိုက်ခိုက်နေတယ်ပေါ့ဟုတ်သလားဥပဒါမင်းစားလေးကိုလှုပ်ပေးလိုက်တော့မင်းစားလေးကမြေကြီးပေါ်မှာစောင်းကြောင်လေးထိုင်လို့ဗျငါလာတာမင်းတို့ဒုက္ခပေးကိုလာတာမဟုတ်ပါဘူးကွာကဲမင်းရဲ့ပေါင်းပါတွေခေါ်လိုက်စမ်းကွာမင်းစားလေးကပါဇက်ကအော်ဟစ်ပြီးတော့သူ့လည်းနဲ့ပါဇက်ကိုပိတ်လိုက်ဖွင့်လိုက်လုပ်ပါရောဗျာခင်ဗျားတို့ကျုပ်တို့လည်းငငယ်အဲ့လိုလုပ်ခဲ့ဘူးတယ်မဟုတ်လားပါဇက်ကဝူးလို့အော်ရင်လက်ကိုပွင့်ဖိတ်လုပ်လိုက်တော့ဝလူဆိုတဲ့အတန်ထွက်တာပေါ့ဗျာဒါဘာလုပ်နေလဲဥပါလားမင်းစားလေးကိုခေါ်နေတာကွာမင်းစားခေါ်ရင်အဲ့လိုဝလူလုပ်ပြီးခေါ်ရတယ်ဒါကြောင့်ရှေးလူကြီးတွေကကလေးကိုအဲ့လိုလုပ်ပြီးဆိုရင်စူးကြရိုက်ကြတယ်မဟုတ်လားနောက်မဆော့ဘူးလေပြောချရလေကွာဟုတ်တယ်ဗျကျုပ်တို့ငငယ်ကအဲ့လိုလုပ်တဲ့အခါအမေကစူတာပဲဗျခေါင်းလေတောက်ခနဲ့ခောက်တာဗျ3-4 ကာလခောက်ခံပြီးတော့ကျုပ်တို့လည်းမှတ်သွားပြီးလိုက်မလုပ်တော့ဘူးဗျာအခုမှတိတယ်ဗျဒီလိုလုပ်တာမင်းစားခေါ်ရတဲ့ဗျဟုတ်တယ်ဥပဒါကျုပ်တို့ငငယ်ကဆိုဒီလိုလုပ်ရင်ခဏအတီးခံတာဗျဘာကြောင့်မှန်းတော့မသိဘူးပေါ့ဗျာမင်းစားလေးတွေကကလေးခေါ်ရင်ရောက်လာတတ်တယ်ကွာပြီးတော့ကလေးကိုစနောက်တတ်တယ်မင်းစားစနောက်တာခံရင်ကလေးကအကြောင်းမရှိဝင်နဲ့တခိခင်နဲ့ရဲတတ်တယ်ကွာတချို့မင်းစားကြတော့ကလေးကိုခြောက်တယ်စုတယ်
အော်ဒီခါကလေးကငိုရော့ဟိအခက်မသိရင်မင်းစားကလေးကိုပုတ်ကတ်တာလည်းဖြစ်နိုင်သေးတယ်ဒါကြောင့်မို့ကလေးတွေကိုဒီလိုမဆော့ခိုင်းတာကွာဟိုမင်းစားလေးကဝလူလူနဲ့အော်ပြီးတိတ်မကြပါဘူးဗျာလမ်းဘေးကခြုံပုတ်တွေကတစ်ချက်ချင်းနဲ့လှုပ်ခတ်လာပြီးတော့မင်းစားလေးတွေခုံပေါက်ပြီးထွက်လာသဗျာပြီးတာနဲ့တခါတည်းကျုပ်ပေါ်ကုတ်ဖယ်တက်ကြတာပါပဲဗျာခေါင်းပေါ်တက်တဲ့ကောင်ကကျုပ်စပိန်တွေကိုစောင့်ဆွဲသဗျာခြေသလုံးကိုဖိုက်ကြိုက်တဲ့ကောင်ကလည်းကြိုက်တယ်လမ်းမောင်တစ်ဖက်မှာလည်းတကောင်စီတက်နေသေးတယ်ဗျာကျုပ်လည်းမင်းစား9ကောင်ကိုပေါ်တက်နေရတဲ့သူတို့ကိုကြတော့မျိုးစုံခါရနေတာပေါ့ဗျာဒီကောင်တွေကမြောက်တီလိုပဲဗျာမြန်လိုက်တာလည်းလှင့်နေရပဲဗျာသူတို့ရိုက်ထဲလိုက်ရင်လေသူတို့နဲ့မထီပဲနဲ့ကိုအသားကိုပြန်ထိတယ်ဗျခေါင်းပေါ်မင်းစားလန့်ဖန်းဆွဲလိုက်တဲ့ချိန်မှာခါပေါ်မင်းစားတကောင်ကကုတ်ဖက်တက်လာပြီးတော့ကျုပ်ချမ်းကိုသူ့လက်ညှိုးနဲ့ဂလိထိုးပါပဲဗျာကျုပ်ဖြင့်ရီလိုက်ရတာပြောမနေပါနဲ့နောက်တကောင်ကလည်းကျုပ်ခောက်ပုတ်တယ်ဗျအကျုပ်မနေနိုင်တော့တာနဲ့ကတ်တရလမ်းပေါ်လှည့်ချလိုက်ရတယ်ဒီမင်းစားတွေကကျုပ်ကိုဂလိလိမ့်ထိုးတာဗျကျုပ်ဖြင့်ရီလိုက်ရတာဥပါတက်တယ်ဗျဥပါသာကျုပ်ကိုလှုပ်ပါဦးဗျာဂလိထိုးတာသားမနာဘူးဆိုပေမဲ့တော်တော်ခန်းခက်တယ်အမျိုးဗျဟိုခမရတို့မယုံလို့ရှိရင်ဂလိ900လောက်ခေါ်ပြီးတော့ဂလိတာထိုးခိုင်းကြည့်ဗျအကျုပ်ကရားတတ်တယ်လို့ဆိုတော့ပို့ဆိုးတယ်ဗျဒီမင်းစားလေးတွေကလည်းတော်တော်ပေါ့ပေါ့ပါပါဆိုတော့ခါထုတ်လို့လည်းမရပါဘူးဗျဥပါသာကျုပ်ကိုလက်ညှိုးနဲ့ထိုးရင်းနဲ့အလက်ကညင်နေစမ်းကွာလှုပ်နေနေကွာဟာဥပါသာရာမလှုပ်လို့ရမလားဗျဒီလောက်ရားနေတော့ဒီချိန်ကျုပ်ပဲလက်မှာကင်ထားတဲ့တောင်မွေးနဲ့မင်းစားလေးတကောင်သွားထိမိပါပဲဗျဟိုချင်းကနေတန်တစ်ချက်မြည်သွားပြီးတော့မင်းစားလေးကလွန့်ထွက်သွားပြီးတော့အကတ်တရလမ်းမကိုကျသွားပါရောဗျဒီတော့မှကြံတဲ့မင်းစားလေးလည်းကြောက်လန့်ပြီးတော့ကျုပ်ကိုကနေပြေးဆင်သွားကြတယ်ကားလမ်းပေါ်ကျတဲ့မင်းစားလေးကမိကုန်းငွေတွေဥထွက်လို့ဗျကျုပ်လည်းကုန်းထားလိုက်ပြီးတေးပြီလားမသိဘူးမင်းစားလေးကလက်ကိုအားယူပြီးကုန်းထားတယ်ဗျသူကောင်းမှမွေးတွေမရှိတော့ဘဲနဲ့ဂရုံဖြစ်နေပါရောဟိုအဲ့ဒီမွေးတွေကလည်းမီးလောင်ကျွမ်းထားသလိုမိကုန်းငွေတွေထွက်နေတယ်ဗျညှော်တာလည်းတော်တော်ညှော်တာဥပဒါရီလိုက်ပြီးတော့မင်းတို့ငါတို့ဒုက္ခပေးကိုလာတာမဟုတ်ပါဘူးကွမေးစရာရှိလို့လာတာဒါနဲ့မင်းတို့မုံလာကြွေးနေရလူရှိရမို့လားစောင်းကြောက်ထိုင်နေရမင်းစားလေးကခေါင်းငိမ့်နေတခါတရံလာကြွေးတာမဟုတ်ဘဲနဲ့အမြဲတမ်းလာကြွေးလို့ရှိသလားမင်းစားလေးကခေါင်းငိမ့်ပြတယ်ဗျပြောစမ်းအဲ့လူကမင်းတို့ဘာလို့ခိုင်းတာလဲကျွန်တော်တို့တရားလုံးတွေမုံနေကြွေးပါတယ်ဟိုပြီးရင်တော့ဒီနာရွာတွေကအင်ဂျိုအင်ဂျာကိုလှုပ်ပါတယ်သူပြောတဲ့အိမ်မှာလှန့်ထားတဲ့ထမင်ဖြစ်ဖြစ်အင်ကြီးဖြစ်ဖြစ်ဟိုတထဲကိုခိုးယူပေးရပါတယ်သူကအဲ့ဒီအင်ကြီးရတဲ့အခါကျွန်တော်တို့မုံနေအများကြီးကြွေးပါတယ်ဥပဒါခေါင်းငိမ့်လိုက်ပြီးတော့အဲ့ဒါကဝေရှင်မဲကွာနေပါဦးပါလားကဝေရှင်ကဘာလို့ထမင်အင်ကြီးကိုယူခိုင်းတာလဲဒီလူကအဆုံးကဝေဟုတ်မဟုတ်အတီးပြုတ်ပေးဖို့ကွာငါပြောပြမယ်လက်ကောင်ရပရာလောကသားတွေမှာလည်းသူ့နယ်နဲ့သူ့စီးနေရှိတယ်တရေတွေဆိုပေမဲ့လည်းလူတွေရဲ့အိမ်ချံဝင်းတွေအဆုံးတွေရဲ့ခြံဝိုင်းတွေကိုစိတ်ရှိတိုင်းဝင်လို့ထွက်လို့မရဘူးကွာအဲ့ဒီလိုဝင်ထွက်နိုင်တာမင်းစားလေးတွေပဲရှိတယ်မင်းစားလေးတွေကိုပရာလောကသားတွေချစ်တယ်ကွာတို့လူတွေသဘောနဲ့ပြောရရင်တော့ကလေးတွေဆိုရင်ဘာလုပ်လို့ဆိုပြီးလွတ်ထားတဲ့သဘောမျိုးပေါ့ကွာမင်းစားလေးတွေကအိမ်ကျော်အိမ်ကြဝိုင်းကျော်ဝိုင်းကြဝင်ထွက်လို့ရတယ်ကွာဟိုတခါတလေအိမ်ဆောင်နိုင်တဲ့အဆင်ပြေလို့ရှိရင်အိမ်မော်တောင်တက်လို့ရတယ်ပေါ့ကွာဟာအဆမ်းမလားဗျာဟုတ်တယ်ကဝေရှင်ဆိုတာလေတေချာမှလှုပ်တဲ့အမျိုးကွာဒါကြောင့်အင်ဂျိုအင်ချသွားလို့ရတဲ့မင်းစားလေးတွေကိုမုံကျွေးပြီးတော့အိမ်သူသတင်းရထားတဲ့အိမ်မှာဆုံးကဝေတကယ်ရှိမရှိကိုအတီးပြုတ်ကျင်တာနဲ့မင်းစားလေးကိုခိုင်းတာပေါ့ကွာမင်းစားလေးကခေါင်းငိမ်ပြီးတော့ဟုတ်တယ်ဗျဟိုအိမ်မှာလှန့်ထားတဲ့ဝက်ကိုဟိုကျွန်တော်တို့ကအနံ့ခံကြရတယ်ဟိုအဲ့ဒီကထူးဆန်းတဲ့အနံ့ရတဲ့အင်ကြီးဆိုရင်တော့အဲ့ဒီအင်ကြီးကိုယူပြီးတော့အဲ့ဒီလူစီကိုသွားပေးရတယ်တွေ့လားလက်ကောင်ကဝေရှင်ကတိကြတယ်ကွာအိမ်မှာလူ9ယောက်ရှိတယ်ဆိုပါစို့ကွာအဲ့ဒီထဲမှာဘသူကဆုံးလဲဆိုတော့တေချာတိအောင်ဆုံးဖြတ်တဲ့သဘောပေါ့ကွာထားပါတော့ဗျာဒါပေမဲ့ညဘက်အဝင်းမလန့်တဲ့အိမ်ဆိုရင်ဘယ်လိုလုပ်မလဲဗျာဥပဒါခေါင်းခိုင်နဲ့ဆုံးကဝေမှန်လို့ရှိရင်ညဘက်အဝင်းလန့်လေးရှိတယ်ကွာဒါလည်းအဆုံးချင်းချင်းဆက်သွယ်တဲ့နီးလန်းတစ်ခုပေါ့ကွာဒါကြောင့်ရှိလူကြီးတွေကညနေဆောင်ပြီဆိုတာနဲ့အဝတ်တွေရုပ်ခိုင်းကြတယ်မဟုတ်လားညဘက်အဝင်းလန့်ရင်ဆုံးမဆိုပြီးတော့ပြောဆိုကြသေးတယ်လေကွာကျုပ်သဘောပေါက်လိုက်ပါပြီဗျာဥပဒါမင်းစားလေးကိုကြည့်ရင်ဒါဆိုအဲ့လူကြီးကိုငါတို့ဘယ်မှာသွားရှာမလဲမင်းစားလေးကတစ်ချက်ပြူးကြောင်ကြည့်နေရင်သူ့လက်ဝါးကိုဖြန့်ပြတယ်ဗျသူ့လက်ဝါးထဲမှာတော့စီစိန်ဆက်ကူနဲ့လိပ်ပြီးထုတ်ထားတဲ့တကြားလုံး3-4လုံးကိုတွေးလိုက်ရတယ်ဗျဥပဒါမျက်မှောင်ကြုံကြည့်ရင်ဒါပါတော့လေကွာခုနကပဲဒီလူကြီးလာသွားသေးတယ်ကျွန်တော်လည်းရွာထဲကထမိန်တစ်ထည်ယူပေးလိုက်တော့ကျွန်တော်တို့တကြားလုံးတွေပြီးသွားကြတာပဲဟိုကျွန်တော်လည်းမုံစားတော့ပျော်ရွှင်ပြီးတော့စောင့်နေကြတာပါဥပဒါကျုပ်ကိုကြည့်ပြီးခေါင်းငိမ်ပြတယ်ဗျကျုပ်တို့ကတော့ကဝေရှင်နဲ့တဲ့တိုးနေပြီမဟုတ်လားဗျာဒါဆိုရင်မင်းထမိန်ယူရတဲ့အိမ်ကိုငါ့ကိုလမ်းပြနိုင်မလားမင်းစားလေးတွေကဥပဒါကိုရောင်ပေပင်နဲ့ကြည့်နေတယ်ဗျဥပဒါသူ့လက်ဝါးကိုပုတ်လိုက်ပြီးတော့လက်ဝါးဖြန့်လိုက်တဲ့အခါတကြားလုံးလေးတွေလက်ဝါးထဲကိုရောက်နေပါရောဗျ
အဲ့ဒီတရားလုံးလေးမြင်တော့မှင်စာလေးတွေကပျော်သွားတယ်နောက်တော့ဥပဒါစီကတရားလုံးဆွဲယူပြီးတော့ကားလမ်းမအတိုင်းပြေးတော့ပါရောဗျာဥပဒါနဲ့ကျုပ်လေသူတို့နောက်ကိုလိုက်ခဲ့တာပေါ့မင်းစားလေးတွေကမြောက်တွေလိုခုံဆွခုံဆွနဲ့ပြေးတာဗျဒါနဲ့ဥပဒါအဲ့ဒီတရားလုံးတွေကိုဥပဒါဘယ်ရရလဲဗျဟိုပညာနဲ့ဖန်ဆင်းလိုက်တာလားဘယ်ဟုတ်ပါမလဲကွာဒီတရားလုံးတွေဟာဒီကောင်နေစီကတရားလုံးတွေပဲဟိသူတို့တရားလုံးတွေကိုပညာနဲ့လန့်ကူယူပြီးတော့သူတို့ပြန်ပေးလိုက်တာပေါ့ကွာဟာဗျာတော်တော်ရက်ဆက်တယ်လူကြီးဗျဟိုကလေးရတော့အဟုတ်မှန်လို့ပြောနေတာဗျဟုတ်ကွာဒီလိုပဲကြံဖန်လို့ရတာပေါ့ကလေးတွေကိုညှက်ချတဲ့ခါလဲညှက်ချတာပေါ့ကွာကျုပ်တို့လည်းဆက်ပြေးခဲ့ပါတော့တယ်ကားလမ်းမအတိုင်းပြေးသွားရင်တနေရာရောက်တဲ့အခါမှာတော့မြေနီလန်းလေးတစ်ခုဟာကားလမ်းမဘေးကနေချိုးဝင်သွားပါရောဗျကျုပ်တို့လည်းမြေနီလန်းလေးတိုင်းလိုက်လာရင်တနေရာရောက်တော့ရွာလေးတစ်ခုမြင်လိုက်ရတယ်ဗျလေးအိမ်စုငါးအိမ်စုနဲ့အိမ်စုလေးကိုဖျက်ကျော်သွားပြီးတနေရာရောက်တော့ခြံဝင်းကျယ်ကြီးတစ်ခုနောက်ရောက်သွားတယ်ဗျခြံဝင်းကအတော့ကျဲတယ်ဗျအနီးပတ်ဝန်းကျင်အိမ်နေလေးတော်တော်လန့်ပြီးတော့ဓာတိတက်တန်ဖြစ်နေတာပေါ့ခြံကျကြီးရဲ့လေတက်တက်လောက်မှာတဲအိမ်လေးတစ်လုံးရှိတယ်ဗျတဲအိမ်လေးနာမရောက်ခင်မှာပဲမင်းစားလေးတွေကရှေ့ဆက်မသွားတော့ဘဲနဲ့ရက်တန့်သွားကြတယ်ဗျလမ်းဘေးနားတစ်ပင်တွေခြုံပင်တွေကိုကပ်ပြီးပုံနေကြပါရောလမ်းပြတဲ့မင်းစားလေးကအရှိကိုလက်ညှိုးထိုးပြလိုက်တော့ခြံကျကြီးရဲ့အဝင်နားမှာလူကြီးတယောက်ကခါထောင်ရက်နေပါရောဗျကျုံတဲ့ဥပဒါလေးနီးစက်ရခြုံတစ်ခုကိုပြေးကပ်လိုက်ရဗျဒီလူပဲထင်တော့ဥပဒါအေးဘောကွာသူပဲဖြစ်မှာပေါ့မင်းစားလေးတွေကတော်တော်ကြောက်ကြောက်လန့်လန့်နေဗျနောက်တော့မင်းစားလေးတကောင်ကလမ်းဘေးနားမှာကြာနေတဲ့ကြောက်ခက်လေးတစ်လုံးကိုကောက်လှမ်းလိုက်ပြီးတော့သူကလည်းတိတိလေးဖြစ်သွားတယ်အဲ့ဒီကြောက်ခက်ကိုဝင်ပြီးတော့ပုံနေပါရောဗျတခြားမင်းစားလေးတွေကလည်းအကောင်တိတိလေးဖြစ်အောင်လုပ်ပြီးတော့အနာအိုးချမ်းပဲတွေတိတ်ရွယ်တွေအောက်ကိုပြေးပုံကြတယ်ဗျဟာသူတို့ပုံနေပါရောလားအေးကွာမကြခင်ဘာဖြစ်တော့မယ်ဆိုတော့သိလို့ထင်ပါရဲ့ဦးလေးကြီးကခါထောက်ကြည့်ရင်နဲ့ဟဲ့မိလိုက်ထွက်ခဲ့ခက်မြင်မြန်ထွက်ခဲ့စမ်းခြံလေးကဘာတန်မှတော့မကြဘူးဗျညီဒီအိမ်မှာရှိရဆိုတော့ငါသိရတော့မိလိုက်ငါဝင်လာရင်ညီနာမယ်မတ်ဒီလူကြီးကကျင်းသွားတယ်ဗျဒီချိန်မှာပဲခြံကျကြီးဝင်နာမှာပေါက်နေတဲ့ဝေယုံကြီးကတပြန်းပြန်းနဲ့လှုပ်ခါသွားပြီးတော့ဝေယုံမြင်ပေါ်ကနေဖြူဖြူကောင်းကြီးတကောင်ခုန်ဆင်းလာတယ်ဗျလက်တန်ရှိရှိနဲ့အကောင်ကြီးဗျဒီကောင်ကြီးကကဝေရှင်ရဲ့ရှေ့မှာရက်လိုက်ပြီးတော့အတန်ပြင်းနေအော်လိုက်တယ်အောက်မမင်းရဲ့တစ်ဖက်လောက်နဲ့ငါ့ကိုနိုင်မယ်လို့ထင်သလားဟိကဝေရှင်ကသူ့လက်ထဲကိုလက်နဲ့လိုက်ပြီးတော့ပန်နယ်စလင်ပင်းလေးတစ်လုံးကိုထိုးလိုက်တယ်ဗျအဲ့ဒီပလင်းလေးကိုဖုံးဖွင့်ပြီးတော့သူ့ပစံနာကိုကတ်လိုက်ရင်ကဲမောက်ပြဆုံးထွက်ခဲ့စမ်းဒီတစ်ပတ်ကိုပညာနဲ့ပြလိုက်စမ်းပါအဲ့လိုပြောပြီးတော့ပလင်းအဝါကိုလေးနဲ့မှုတ်လိုက်တဲ့ခါမှာပလင်းလေးကနေမိကုန်းငွေဖြူဖြူကြီးထွက်လာပြီးတော့အကောင်ကြီးတကောင်ထွက်လာပါရောဗျဇာပင်စုပ်ဖွားဖွားနဲ့အကောင်ကြီးကရိုးကြောက်ကြီးနဲ့တောင်ထူးတယ်ဗျအကောင်ကြီးကအောက်ပိုင်းမပါဘဲနဲ့ခါးလေလောက်ထူပဲပါတယ်ဒီကောင်ကြီးကတပတ်ကြီးစီကိုပြေးဝင်သွားပြီးတော့ပြေးလုံးတော့တာပါပဲဗျတပတ်ကြီးနဲ့ဒီကောင်ကြီးနဲ့လုံးထွေးနေကြတော့ဒီလူကြီးကနောက်ထပ်ပလင်းနှလုံးထပ်ထုတ်လိုက်ပြန်ပါရောခေါနာအတိုင်းပလင်းကိုမမ်းမှုတ်ပြီးတော့မင်းတို့နှကောင်ကအိမ်ကြီးကဆုံးမကိုတွားပြီးဖမ်းခေါ်ခဲ့ကြစမ်းကွာဖြူဖြူကြီးနှကောင်ကခြံထဲကိုပြန်ပြီးဝင်သွားတော့တယ်ဗျနောက်တော့ခြံထဲမှာအော်ဟစ်ငိုယိုတန်နေကြားလိုက်ရတယ်ကျုပ်လည်းဥပဒါကိုကြည့်လိုက်ပြီးတော့ဥပဒါတခုလှုပ်လေဗျာဥပဒါခေါင်းခါပြီးဝင်လှုပ်လို့မဖြစ်ဘူးကွာကဝေရှင်ကြီးကအလုံးလုံးစိတ်ဆက်တယ်ငါထင်တော့ဒီနီးတစ်ဝိုက်မှာသူ့ရဲ့ကဝေထောင်ချောက်တွေကိုချထားပြီးသားနေမှာပဲကွာကဝေထောင်ချောက်ဆိုတာဘာလဲဗျာကဝေထောင်ချောက်ဆိုတာမျိုးမျိုးရှိတယ်ကွာများသောအားဖြင့်ကတော့စုံးနေပညာချက်သုံးလို့မရအောင်ပိတ်ပင်ထားတဲ့ကဝေထောင်ချောက်တွေဖြစ်တယ်ဟိုဒီချိန်မှာငါပညာထုတ်သုံးလိုက်ကဝေထောင်ချောက်ကငါစီလာထိမှာပဲဒီလိုနဲ့ပဲဘာမှမလုပ်နိုင်မဲနဲ့ဆက်ကြည့်နေရတယ်ဆိုတော့ဗျာငိုယိုတန်နေကြားပြီးတဲ့အခါဖြူဖြူနှကောင်ကမိမတယောက်ကိုဆွဲချလာတဲ့ဗျာအဲ့ဒီမိမကလေးတယောက်ကိုလက်မှာချီထားတယ်ကလေးကလာသားလောက်ပဲရှိမှာဗျအဖြူကောင်းကြီးနှကောင်ကဒီမိမကိုပခုံးနေနေဖမ်းချုပ်ပြီးစုပ်ကင်ထားတယ်ဒီမိမရုံးမိမဲ့ရုံးမရဘူးဗျကဝေရှင်ကဒီမိမကိုကြည့်ရင်နဲ့ဟာလက်ဆက်ထက်တော့ဂဲတလုံးနဲ့ငှက်နှကောင်မိလိုက်တာပဲဟိထောင်းမပါလေရှင်ကျမတို့လှုပ်ပေးပါမိလိုက်နင်သူမြောက်ကိုလှုပ်တော့ဒီမြောက်ကမဟုတ်ပါလားဟဲ့သူမြောက်ကိုလှုပ်တော့နင်ပြောသလိုအခုလေပြောနေစမ်းပါဟာမလှုပ်ပါနဲ့ဆရာကြီးကျမတောင်းပန်ပါတယ်နံပါတ်အတွင်းနင်လူ9ယောက်ကိုဖြူစားခဲ့တယ်မိလား9ယောက်ကတေးသွားခဲ့တယ်နင်ကိုငါလိုက်ရှာနေကြပြီအခုတော့နင့်ပြစ်တွေကိုနင်ခံတော့မယ်မိလိုင်ဆိုတဲ့မိန်းမပိုက်ထားတဲ့ကလေးကလည်းတပဲပဲနဲ့အုံငိုရတာပဲဗျမိလိုင်ကခေါင်းငိမ်ပြီးတော့ဒါဆိုရင်လေကျမကိုဖမ်းပါဆရာကြီးရေကျမကိုတတ်ပါကျမရဲ့ကလေးကိုတော့ချမ်းသာပေးပါရှင်ဒီမှာမိလိုင်စုံးတယောက်ကခဝေရှင်တယောက်ကိုအသနာခံလို့ရရုံထုံးစံရှိလို့လားဟဲ့မိလိုင်မှန်ကြသွားတယ်ဗျနင်ကလေးကိုငါလှုပ်ပေးလိုက်ပြီပဲထားပါတော့
ဒီကလေးကဝမ်းတွင်းပါလို့တချိန်ကျရင်နင့်လို့ဆုံးဖြတ်လာအောင်ပါပဲဒီခါငါလည်းခက်ခက်ခဲခဲလိုက်ဖမ်းနေအောင်မဟုတ်လားဒါကြောင့်ငါနှစ်ခါပင်မခံတော့မိလားအခုပဲနင်တို့သားမိနေကိုငါဖမ်းမယ်ဒီခါမိလန်မျက်လုံးကြီးဝင်းလဲသွားပြီးတော့တောက်တစ်ချက်ကိုအကျိခောက်လိုက်တယ်ဗျကဝေရှင်တော်မှအံ့ဩသွားတယ်ဟဲ့ကဝေရှင်ဆုပ်ပလို့ခွေးတောင်မှဂျောင်ပိတ်ရိုင်ကြိုက်တတ်သေးတာပဲနင့်လိုကောင်ဖမ်းတော့ငါငိန်ခံနေရမှာလားဟဲ့ကဝေရှင်ကလည်းတအားနဲ့ရီလိုက်ပြီးတော့လှုပ်ဆမ်းမှမိလားနင်ဆွဲရင်လှုပ်လိုက်ဆမ်းပါဟာမိလန်ကမိုးဘုံလက်ညှိုးထောင်လိုက်ပြီးတော့လက်ညှိုးကနေမီလုံးကြီးတစ်လုံးဝုန်းကနေပြစ်တင်လိုက်တော့တယ်ဗျမီလုံးကြီးကမီရှူမီပန်းနေလို့မျိုးတရှိရှိနဲ့ကောင်းငင်မော်ထိုးတက်သွားပြီးတော့ကောင်းငင်မော်ရောက်တဲ့အခါကျယ်လေးတွေလိုမုံမုံလေးတွေဖြစ်သွားပါရဲ့ဗျအဲ့ဒါဘာလို့တန်လဲဥပဒါအချက်ပြီးတာကွာကြည့်ရတာမိလန်ကတခြားဆုံးတွေကိုချက်ပြီးခေါ်ချင်မုံရတယ်သူခေါ်တော့ဆုံးနေလာမှမို့လားဗျဘယ်လာဝင့်မလဲကွာဒီမှာကဝေရှင်ရှိနေဆိုရင်ဘယ်ဆုံးမှလာမှမဟုတ်ဘူးကွာပြောနေတော့ရှိသေးတယ်ဗျခြံထောင်းသားကနေတချွင်ချွင်အသက်မြည်ပြီးတော့အလင်းရောင်လေးတစ်ခုကမိလန်ရဲ့ကျုပ်ဝင်းထိတယ်ဗျမိလန်ရဲ့ကျုပ်ကော့ထွက်သွားပြီးတော့သူ့လက်ထဲပွေထားတဲ့ကလေးကမြေပေါ်ကျသွားတယ်မိလန်ကလေးကိုကောက်မဲ့ချိန်မှာပဲသူ့ပါဇက်ထီကနေသွေးတွေတော်စီးကြလာပါရောဗျကဝေရှင်ကမိလန်ကိုကြည့်နေမိလန်နင်တို့တချံလုံးကဝေထောင်ချောက်တွေချထားတော့မှနင်ကဆုံးပညာကိုထုတ်တော်နိုင်သေးရဲ့လားကဝေရှင်ရှေ့မှာဆုံးပညာထုတ်တော်ရင်နင်ယူမိုက်တာပဲမိလန်ကကဝေရှင်ကိုမော့ကြည့်ပြီးတော့စောင့်ကြည့်လိုက်စမ်းပါဒီညတော့ရှင်မဲသိမလားကျုပ်ပဲသိမလားဆိုတာစောင့်ကြည့်လိုက်စမ်းပါကဝေရှင်ကမိလန်ကိုလက်ညှိုးနဲ့ထိုးလိုက်တယ်ဗျဖြူဖြူကောင်းရင်းတစ်ကောင်ကမိလန်ကိုချုပ်လိုက်ပါရောဗျဒီခါကဝေရှင်ကသူ့ပါဇက်ကြီးကိုပြဲနေအောင်ဖျဲလိုက်တယ်နောက်တော့တရှူးရှူးနဲ့လေတွေကိုစုပ်သွင်းတော့တာပါဗျမိလန်ရဲ့ကိုလုံးလေးကပိုးဆုံးကျူးလိုအစိမ်းရောင်လင်းဆက်လေးထွက်လာတယ်ဗျအလင်းဆက်လေးတွေကကဝေရှင်ရဲ့ပါဇက်ထဲကိုတိုးဝင်သွားကြတယ်နောက်တော့အလင်းဆက်တွေများလာပြီးတော့အလင်းစီးချောင်းကြီးတစ်ခုဖြစ်သွားပါရောဗျဒီချိန်ကောင်းကင်ကနေတရှိရှိတန်မြည်ပြီးတော့ရောင်စုံအလုံးလေးတွေဆင်းလာပါရဲ့ဗျာကဝေရှင်ကလည်းလှင့်သဗျချက်ချင်းနောက်ကိုခုံချောင်လိုက်တော့ရောင်စုံအလုံးလေးတွေကမြေကြီးပေါ်ကိုကျသွားပါရဲ့ဗျာကဝေရှင်ကဘေးပြူကြည့်ရင်ဘာကောင်းလဲဘသူနောက်ဆက်တာလဲတက်တိရှင်ထွက်လာခဲ့လေကွာကဝေရှင်ပြောလိုက်တဲ့အခါတဟင်းနဲ့ရေတန်ကြီးနဲ့တူမြေကြီးတွေကနေလူတစ်ယောက်ထွက်လာသဗျာဟာမတ်ရွှေတော်မလားကျုပ်အတန်ထွက်ပြီးအော်လိုက်မိတယ်ဥပါသာကျုပ်ပါဆက်ကိုအမြန်ပိတ်ပြီးတော့မအော်နဲ့ကွာကိစ္စတော့ဒိုးထင်တာထက်ကိုနည်းနည်းလာပြီဟိမတ်ရွှေတောင်ကဝေရှင်ကတွေးလိုက်တော့နင်းကဘာကောင်းမှလဲတည်ရင်လို့ဝင်လျှောက်တာလားမတ်ရွှေတောင်ကလက်ဝါးကိုဖျက်လိုက်ပြီးရောင်စုံအလုံးလေးနဲ့လှမ်းပစ်လိုက်တယ်ဗျရောင်စုံအလုံးလေးတွေကဖန်ခေါ်လီလုံးရွယ်စားလို့ပဲရှိတာဗျကဝေရှင်ကကိုယ်နှွဲ့ဆောင်ပြီးတော့ရှောင်လိုက်ရတယ်ဟင်းဒါလောက်ကဝေထောင်ချောက်တွေချထားတော့နင်းကပညာတွေထုတ်သုံးနိုင်သေးရဲ့ပေါ့ကဝေရှင်ခမရတော်တော်အံ့ဩနေပုံရတယ်မတ်ရွှေတောင်မိလန်ကိုဆွဲထူလိုက်ရင်နင့်လိုကဝေရှင်ကဆုံးလောက်ကိုနိုင်မှာပေါ့ဟဲ့ငါအောက်ဝေးစားနင့်လိုကောင်ငါ့ကိုဖမ်းနိုင်ပါလားကဝေရှင်ကလန့်တော့လန့်နေဗျဒါပေမဲ့မန်တင်းလိုက်ပြီးတော့အောက်ဝေးစားတယ်အပေါ်ဝေးစားတယ်ငါနားမလဲဘူးငါဖမ်းမဲ့ဆုံးဝင်ကူနေတာငါ့ကိုနှောက်ရှက်တာပဲဂိုင်းကဝေထောင်ချောက်တွေလာကြဟဲ့ကဝေရှင်ကလက်ခုပ်တီးလိုက်တဲ့အခါခြံဝိုင်းကြီးပတ်ပတ်လေးကနေတချွင်ချွင်နဲ့ရွှေအောင်ပြားလေးတွေပြေးထွက်လာသဗျကဝေထောင်ချောက်ဆိုတာဒါပဲဖြစ်မှာဗျအဲ့ဒီပြားလေးတွေကမတ်ရွှေတောင်စီကိုအရှိန်နဲ့ပြေးသွားပြီးတော့ဦးခေါင်းတွေခြေလက်တွေနဲ့ကြောတွေရင်တွေမှာပြေးကတ်တယ်ခေါနာမိလန်ကိုအပြားလေးတစ်ပြားကတ်တော့မိလန်မှာကြောကောင်ခံရပေမဲ့မတ်ရွှေတောင်ကြတော့ဘာမှကိုမဖြစ်ပါဘူးဗျာကဝေရှင်ဆိုလို့ရှိရင်အံ့ဩလုံးလို့ဗစက်ကိုမစိနိုင်တော့ပါဘူးဗျာမတ်ရွှေတောင်ကဝေရှင်ကိုစိုက်ကြည့်လိုက်ပြီးတော့ရှင်ဆွမ်းဒါအကုန်ဝဲလားအဲ့လိုပြောရင်းနဲ့လက်ဖြောက်တစ်ချက်တီးလိုက်တော့အဲ့ဒီရွှေအောင်ပြားလေးတွေအကုန်လုံးဖုံငင်းနဲ့ပောက်ကွဲထွက်သွားပြီးတော့ရွှေမုံရွှေစားလေးတွေဖြစ်ပြောင်းလဲသွားတယ်ဗျမဖြစ်နိုင်ဘူးလုံးဝမဖြစ်နိုင်ဘူးပြောသားပဲငါကနင်းတို့ဖမ်းနေကြအစစ်နိုင်နဲ့ဆုံးနေမဟုတ်ပါဘူးလို့ကဝေရှင်ကလေတစ်ချက်ခြုံလိုက်ပြီးတော့မိမကြီးလာခဲ့ဒီကောင်မတွေကိုနင်းကြောင်းတင်အောင်ပြလိုက်စမ်းဟိကဝေရှင်မှလည်းလက်နဲ့ကုံသေးပုံမရဘူးဗျသူអော်လိုက်ပြီးတဲ့အချိန်မှာမြေကြီးတွေကနေမွေတကောင်ထွက်လာတဲ့ဗျမွေဆိုပေမဲ့လည်းကိုလုံးကစိမ့်ပန်ပန်လင်းနေတာဗျညာလည်းနုနုချောင်းလင်းသလိုအယောင်ကြီးပေါ့ဗျမွေကမြေကြီးတွေကနေထွက်လာတော့တထောင်လောက်ပဲရှိမယ်ဗျတပြေးပြေးနဲ့ရှည်လာပြီးကြီးလာလိုက်တော့နောက်ဆုံးလူကြီးလက်မောင်းလုံးတော့တုတ်ပြီးတော့ရှည်သားလည်းအရှိကြီးဖြစ်သွားတယ်မွေဟောက်ကြီးနဲ့တူပါတယ်ဗျဗပင်းကြီးကလည်းခွက်လို့ဗျလက်ဆက်သက်တော့နင်းကမွေမနဲ့ညားနေရပဲမွေဟောက်စိမ်းကြီးကမတ်ရွှေတောင်စီကိုစိတ်ငွေနဲ့လှမ်းမို့တဲ့ဗျမတ်ရွှေတောင်ကဗဇက်ကနေလေးနဲ့မှုတ်ထုတ်တော့အစိမ့်ငွေတွေအကုန်လုံးလေးနဲ့လွင့်မှာသွားကြတယ်မွေဟောက်ကြီးကရှေ့ကိုတိုးလာပြီးတော့မတ်ရွှေတောင်ဦးကောင်ကိုတောက်ခနဲ့ပေါက်ချလိုက်ပါပဲဗျ
မတ်ရွှေတောင်ကမွေရဲ့ခေါင်းကိုသူ့လက်ဝါးနဲ့ကားလိုက်ပါရောနင်းဆွမ်းထားကုန်မလားမွေမမတ်ရွှေတောင်ကမွေခေါင်းကိုလက်နဲ့တွန်းထုတ်လိုက်တော့မွေစိမ်းကြီးကနောက်ကိုလွင့်ထွက်သွားတယ်ဗျမွေစိမ်းမြေပေါ်ကျတယ်ဆိုရင်ပဲမတ်ရွှေတောင်ကသူ့လက်ကနေအပြန်တစ်ချောင်းနဲ့လှမ်းပစ်ထည့်လိုက်တယ်အက်ကမွေစိမ်းရဲ့ခေါင်းကိုဖောက်ထွက်သွားတဲ့အခါမွေစိမ်းကြီးကမြေပေါ်မှာလူးလွန်နေပါရောဗျပြီးတော့တဖြည်းဖြည်းနဲ့တည်တည်သွားရင်းနဲ့နောက်ဆုံးတော့တောင်ဝေးတစ်ချောင်းလုံးဆန်းဆန်းကြီးဖြစ်ပြီးငြိမ်ကျသွားပါရောဗျမွေဟောက်ကြီးကပါဇက်ဖြဲပြီးအော်နေတဲ့ပုံစံမျိုးတောင်မွေဖြစ်သွားတာဗျကဝေရှင်ကထိတ်တလန့်နဲ့အော်ဟစ်ပြီးတော့မွေစိမ်းကြီးကိုကောက်ကန်လိုက်တယ်မိမမတ်ရွှေတောင်ကရီမောင်းနဲ့ရှင်မိမတော့အခုတောင်မွေဖြစ်သွားပြီပေါ့ရှင်လမ်းလျှောက်တဲ့အခါတုံးလို့ရတာပေါ့မဟုတ်ဘူးလားကဝေရှင်ကမျက်ရည်တွေကျလာတယ်ဗျဒီတော့မှမတ်ငွေတောင်ကကဲယောက်ျားကြီးတိုင်မဲနဲ့ငိုနေပါနဲ့ရှင်သာကျမတို့နဲ့ပူးပေါင်းမယ်ဆိုရင်ရှင်ကိုကျမတို့မတတ်တော့ခင်ဗျဘာပြောလိုက်တာလဲအမှန်တော့ရှင်ကိုကျမတို့လိုအပ်တယ်ဒါကြောင့်မိလန်ကိုပညာသုံးခိုင်းပြီးတော့လူခဏယောက်ကိုတက်ဖြတ်ခိုင်းတာပဲဒီလိုလုပ်တော့မှရှင်တို့ကဝေရှင်တွေကစုံနံရပြီးလိုက်လာကြမယ်မဟုတ်လားဒါဆိုဒါဒီအလုံးကခင်ဗျကြိုတင်စီစဉ်ထားတာပေါ့ပြောပြီးပါရောရှင်ကျမတို့နဲ့ပူးပေါင်းမလားမပူးပေါင်းမလားဒါပဲပြောပူးပေါင်းရင်ဘာရမလဲကဝေရှင်ကမေးလိုက်တော့မတ်ရွှေတောင်တစ်ချက်ပြုံးပြီးရှင်လိုချင်တာအလုံးဖြစ်စေရမယ်ဟောဒီလောကကြီးထဲမှာရှိသမျှအရာအလုံးတွေကရှင်လိုချင်တဲ့အရာသားကိုပြောကျမဖြစ်အောင်လုပ်ပေးမယ်ကဝေရှင်ကတောင်မွေးကိုကြည့်နေဒါဆိုငါမိမရောအကောင်းပြန်ဖြစ်အောင်လုပ်ပေးမလားမတ်ရွှေတောင်မျက်နှာတစ်ချက်ပြက်သွားတယ်ဗျနောက်တော့ခေါင်းကိုအသာညင်းရင်ဒါဘာမှမခက်ပါဘူးရှင်နေစမ်းမောင်ခမရတို့ကဘာဖြစ်လို့ကျုပ်ကိုပူပေါင်းစေချင်လာလဲကျမရှင်းပဲပြောမယ်မတမာတဲ့လူတစုကရှင့်ကိုလိုအပ်နေကြတယ်ရှင့်ရဲ့အစွမ်းကိုတုံးချဖို့အတွက်ရှင့်ကိုလိုက်ရှာနေကြတယ်ဒီလူတွေနဲ့ပူပေါင်းလို့မဖြစ်ဘူးဒါကြောင့်ကျမတို့နဲ့ပူပေါင်းရမယ်ဥပဒါသူစီးထားတဲ့ဖက်နှက်တစ်ဖက်ကိုချွတ်လိုက်ပြီးတော့မင်းစားလေးတစ်ကောင်လှမ်းပေးလိုက်တယ်နောက်တော့ဗဇက်ကနေကုကုကနေတခုပြောလိုက်သေးတယ်ဗျဘာပြောမှန်းတော့မသိဘူးဗျမင်းစားလေးကဥပဒါပေးထားတဲ့မိမစီဂရီပါဖက်နှက်လေးကိုကင်ပြီးတော့ထွက်ပြေးသွားတော့တာပါပဲပြီးတဲ့အခါကျုပ်လက်ကိုပုတ်လိုက်ပြီးတော့ခြုံခွဲနေထွက်ခဲ့တယ်ဗျပြီးတော့ရှေ့ကိုထွက်သွားရင်မင်းတေချာစဉ်းစားတော့အောင်လှမ်းနေရဲ့ပါဇက်ကရုံရတာမဟုတ်ဘူးကွာကဝေရှင်ကဥပဒါကိုကြည့်ပြီးဟမ်နင်းမတူလဲမတ်ရှိတောင်ကဥပဒါနဲ့ကျုပ်ကိုစိုက်ကြည့်ရင်နင်းတို့လာရှောက်ကြပြန်ပြီဥပဒါကဝေရှင်ကိုလက်ညှိုးထိုးပြီးတော့ဒီမှာမင်းသူနဲ့ပူးပေါင်းကြမလို့ပါဘူးကွာငါတို့နဲ့သာပူးပေါင်းစမ်းပါကွာကဝေရှင်ကဟိုဘက်ကြည့်လိုက်ဒီဘက်ကြည့်လိုက်နဲ့လက်ဆက်တက်တော့ခမရတို့ပဲဟိုဒီမှာကျုပ်တခုပြောမယ်ကျုပ်ကကဝေရှင်ဗျအဖွဲ့အစည်းနဲ့အလုံးမလုပ်တတ်ဘူးဒါကြောင့်ဘယ်သူနဲ့မှကျုပ်မပေါင်းနိုင်ဘူးဗျဒီခါမတ်ရှိတောင်ကမပေါင်းဘူးဆိုရင်ကျမတို့ကလည်းရှင့်ကိုအရှင်ထားမှာမဟုတ်ဘူးနော်ကဝေရှင်ကတစ်ချက်တွန့်သွားတယ်ဗျနောက်တော့ဥပဒါဒီမှာကဝေရှင်ငါတက်အပ်ပြောနိုင်တာဒီလူတွေကကောင်းတဲ့လူတွေမဟုတ်ဘူးကွာဒီလူတွေကဒီလောကကြီးကိုဒုက္ခပေးမဲ့လူတွေမင်းခုပဲကြည့်လေကွာမင်းကိုဒီကိုရောက်အောင်ခေါ်ဖို့အတွက်မိလန်လူခဏရောက်တဲ့ကိုတတ်ခဲ့တယ်မဟုတ်လားမင်းသူတို့နဲ့ပေါင်းလိုက်မယ်ဆိုလို့ရှိရင်သူတို့ကမကောင်းမှုတွေအများကြီးဆက်လုံးမယ်လူတွေအများကြီးသိမယ်တမိုင်းမှာလည်းမင်းကတရားခံဖြစ်မယ်လေဥပဒါပြောတော့ကဝေရှင်ကတွေးသွားတယ်ကဝေရှင်နေဆိုတာကောင်းတဲ့လူတွေပါကွာဒီတော့ငါတို့နဲ့ပူးပေါင်းစမ်းပါကွာဒီကမတ်ရွှေတောင်ရီးတယ်ဗျနင့်လို့ဆုံးရမြကဝေရှင်ကိုနားချနေသေးတယ်ကဝေရှင်ဆိုတာဆုံးတယ်ဘယ်တော့ပူးပေါင်းမှုလို့လဲတော်ကြပါတော့ဗျာတော်ကြပါတော့နင်ငါတို့နဲ့ပေါင်းရမယ်မဟုတ်ရင်နင့်ကိုတတ်ပြင်မယ်မတ်ရွှေတောင်ကနောက်ဆုံးအနေနဲ့ချင်းချောက်လိုက်ပြီပေါ့ဗျာကဝေရှင်ကမတ်ရွှေတောင်တစ်ချက်ကြည့်ပြီးတော့စဉ်းစားနေတယ်ဗျဒီချိန်ဥပဒါဘယ်သူနဲ့ပေါင်းရမယ်ဆိုတော့မင်းစဉ်းစားပါကွာငါတခုပြောချင်တာအောက်လန်းသမားတွေကိုမယုံနဲ့ဆိုတာပဲဒီတော့ငါတခုပဲမေးလိုက်ချင်တယ်ကွာမင်းသူနဲ့ပူးပေါင်းစေချင်နေဆိုရင်မင်းမိမမွေစင်းကိုပုံမှန်အတိုင်းဖြစ်အောင်လုပ်ခိုင်းကွာသူသာအကောင်းမကတိဖြစ်အောင်လုပ်ပေးနေမင်းသူနဲ့လိုက်သွားရော့ဗဒမြရော့ငကားပေါ့ကွာမတ်ရွှေတောင်ကဥပဒါကိုလှမ်းကြည့်ရင်ရှင်ဘိုးကြီးရှောက်ပြောမနေနဲ့ရှင်ပါဇက်ကိုပိတ်ထားစမ်းဒီအခါမက်လန်ကဥပဒါကိုဒေါနေမောနေကြည့်ပြီးတော့မီလုံးကြီးတစ်လုံးကိုဟုံငင်းနဲ့ပြစ်ထည့်လိုက်ပါရောဗျာဥပဒါမက်လန်ပြစ်လိုက်တဲ့မီလုံးကိုလက်ပနာနဲ့ဖမ်းယူပြလိုက်တဲ့ဗျမီလုံးကဥပဒါလက်ထဲမှာချင်းလုံးကြီးတစ်လုံးလိုရှိနေပါရောမီးတွေကတော့တောက်နေလို့ဗျဘာလဲမက်လန်ပတ်ဝန်းကျင်မှောင်တော့ငါတို့မီးထုံးပေးဖို့ပေးတာလားဟာကဝေရှင်ကမက်ရွှေတောင်ကိုကြည့်လိုက်ရင်ကောင်းပြီဗျခမယောင်နဲ့ကျုံနဲ့ပူးပေါင်းမယ်
မက်ရွှေတောင်မျက်လုံးအယောင်လက်သွားပြီးတော့ပြုံးလိုက်တယ်ဗျဒါပေမဲ့ကျုံဝင်းမကိုကောင်းပကတိဖြစ်အောင်ပြန်လုပ်ပေးရမယ်ကဝေရှင်ပြောလိုက်တော့မက်ရွှေတောင်ပြုံးနေတဲ့မျက်နှာချက်ချင်းမှိုင်ကျသွားတယ်ဗျဒါအခုချက်ချင်းလှုပ်လို့မရဘူးဥပါသာတဟင်းနဲ့ရေပြီးတော့လက်လွန်သွားတယ်မဟုတ်လားမက်ရွှေတောင်ဥပါသာကိုစိုက်ကြည့်ရဗျဥပါသာဆက်ပြီးတော့မွေစိမ့်ဆိုတာနတ်စိမ့်တစ်မျိုးပဲသူကနေရာတနေရာမှာသူ့နာကိန်းပြီးတော့လူပြည်ကိုကြတော့တခြားကိုခန္ဓာနဲ့လာတာအခုနေကသူ့ကိုအောက်လန်းရွှေရနဲ့ဇီဝင်ချုပ်ပေးလိုက်တော့လူပြည်ကိုလာလို့မရတော့တနည်းပြောရရင်တော့ဘလောက်ပညာတတ်တဲ့ဒီမွေစိမ့်ကိုလူပြည်ပြန်ခေါ်လို့မရတော့တဲ့သဘောပဲကဝေရှင်ကဥပါသာစကားကြတော့တော်တော်ထိတ်လန့်သွားတယ်ဗျဒေါသလည်းဖြစ်သွားပုံရတယ်နောက်တော့အန်ကျိတ်ပြီးတော့သူပြောတာဟုတ်သလားခမရကြုံမင်းမကိုပြန်အသက်မသွင်းမိနိုင်တော့ဘူးလားမတ်ရွှေတောင်မဖြေတော့ဘဲနဲ့ကဝေရှင်ကိုရွှေရဲပြန်နဲ့ပြည့်ထည့်လိုက်တော့တယ်ဗျာကဝေရှင်လည်းရုပ်ရှိစလို့ပျောက်သွားပြီးတော့ကျုပ်တို့နာမှာလာပေါ်တယ်ဗျာဥပါသာအချိန်မဆိုင်တော့ဘဲနဲ့မီလုံးကြီးကိုမတ်ရွှေတောင်စီပြည့်ထည့်လိုက်ပါပဲဗျာဒါပေမဲ့မီလုံးကြီးကမတ်ရွှေတောင်မထိဘဲနဲ့သူတို့ရှိမြေကြီးကိုထိမှန်ပြီးတော့ဝုန်းကနေပောက်ကွဲထွက်သွားပြီးတော့မိကုန်းငွေတွေဥကုန်းနေဗျာဥပါသာကဝေရှင်ရဲ့လက်ကိုဆွဲလိုက်ပြီးတော့ကျုပ်ရဲ့ပခုံးကိုဆုပ်ကန်လိုက်တယ်ပြီးတာနဲ့ဖဏမစီထားတဲ့ခြေထောက်နဲ့မြေကြီးကိုခဏနာလေးနင်းလိုက်တယ်ဆိုရင်ပဲကျုပ်တို့၃ယောက်စလုံးခြားခြားလင်းနေသလိုခံစားလိုက်ပါဗျာခေါင်းနေလဲမူးပြီးတော့ကိုက်ရပဲဗျာကျုပ်ဖြင့်ခေါင်းမူးလို့မျက်လုံးမိတ်ထားလိုက်ရတယ်ဥပါသာကျုပ်ပခုံးပေါက်လိုက်တော့မှကျုပ်မျက်စိပြန်ဖွင့်ကြည့်မိတယ်ဗျာကျုပ်တို့ရောက်နေတာကားလန်းလေကောင်ရောက်နေပါပဲဗျာဒီချိန်ကုန်းကားကြီးတစ်စီးကကျုပ်တို့နာကနေဝီကင်းနဲ့ဖြတ်သွားတယ်အောင်မလေးဗျာတီးတော့မှာပဲဥပါသာကားလန်းလေမှာကြာနေတဲ့သူ့ဖက်နဲ့တစ်ဖက်ကိုပြန်စီးလိုက်တယ်ဗျာမင်းစားလေးတွေကတော့ကားလန်းမို့တက်လာတယ်ဘလို့ဖြစ်သွားလဲဥပါသာနေရာရွှေ့ရစီရင်ပေါ့ကွာဖက်နဲ့တစ်ဖက်ကိုရွှေ့ပြီးတော့အဲ့ဒီဖက်နဲ့နောက်ကိုလိုက်တယ်ပညာတစ်ခုပေါ့ဆန်းလေဆန်းပါလေဗျာဒါကြောင့်မတ်ရွှေတောင်နဲ့မတွေ့ခင်ဥပါသာကြီးကမင်းစားလေးကိုဖက်နဲ့ပေးလိုက်တာဟုတ်ဗျာအေးလေကွာမင်းစားလေးတွေကိုငါဖက်နဲ့ယူပြီးတော့အဝေးဆုံးကိုပြေးခိုင်းတာပဲဟေ့ကဝေရှင်ကတော့ငူကြီးဗျာသူ့လက်ထဲမှာကင်ထားတဲ့မွေးပုံတန်တောင်မွေးကိုစိုက်ကြည့်နေတယ်ပြီးတော့မျက်ရည်တွေဝဲလာပါရောဗျာဥပါသာကဝေရှင်ကျော်ကိုပုတ်ပေးဖို့ကင်လိုက်တဲ့အခါသူ့တကုံလုံးကျင်တက်သွားပြီးတော့လက်ကလည်းရှင်းကနေမြည်သွားတယ်ဗျကဝေရှင်ကမျက်နှာကိုရှုပ်မဲလိုက်ပြီးတော့ကျုပ်မကျင်းတတ်ဘူးဒင်းတို့ကျုပ်မကျင်းတတ်ဘူးဗျဒီကောင်မောက်ကျုပ်ပြန်တတ်မယ်စိတ်လျှော့သားမှာကဝေရှင်ဟာမင်းတယောက်ထဲနဲ့ဒီလူတွေကိုမနိုင်နိုင်ပါဘူးကွာအခုတော့မင်းရဲ့ဒေါသကိုရှော့ထားလိုက်အောင်ငါတို့တစ်ချိန်ကြာရင်တော့ဒီလူကိုပြန်ပြီးအပြစ်ပေးနိုင်မှာပါကွာကဝေရှင်ကခေါင်းငိမ့်လိုက်ပြီးကျုပ်နာမည်တောင်းတယ်မှာကျုပ်ကိုလူတွေကဘာတောင်းလို့ခေါ်ကြတယ်ငါနာမည်တော့တာတင်းကွာလူတွေကတော့ဘာတာလို့ခေါ်တယ်ငါဆုံးတယောက်ပဲအခုဒီမင်းကလေးရဲ့ခန္ဓာကိုယ်ထဲမှာပိတ်မိနေတယ်ဥပါဒါပြောတော့ကဝေရှင်ကဥပါဒါကိုစိမ့်စိမ့်စိုက်ကြည့်နေတယ်ဗျာကျုပ်လည်းဥပါဒါရှေ့ဝင်ရိုက်လိုက်ပြီးတော့ဥပါဒါဆုံးဆိုပေမဲ့ဘသူ့မှာထိခိုက်နိုင်ကြအောင်မလုပ်ခဲ့တဲ့သူတယောက်ပါကဝေရှင်ဘာတောင်းခေါင်းညင်ကျုပ်ယုံပါတယ်ဗျာခုနခမရောက်တာမဝင်ခဲ့ကျုပ်တည်တာကြားပြီဟုတ်တယ်ဒီမိန်းမမင်းကိုအရှင်ထားမှာမဟုတ်ဘာလို့လဲဆိုတော့ဒီမိန်းမကိုနိုင်မဲ့ဖဲချက်ကမင်းလက်ထဲမှာရှိနေလို့ပဲဘာတောင်းမျက်လုံးတွေအယောင်လက်သွားရင်နဲ့သူတို့နိုင်မဲ့ဖဲချက်ဟုတ်လားဟုတ်တယ်ဒီဖဲချက်ကမင်းတို့ကဝေရှင်နေမှာပဲရှိတာကျုပ်ဘာလို့ရမလဲကျုပ်ဘာကူညီရမလဲဥပါသာဘေးဘီကိုကြည့်နေငါတို့လုံုံတဲ့တနေရာကိုအရင်သွားကြတာပေါ့ကွာဒါဆိုကျုပ်ရင်ကိုလိုက်ခဲ့ဗျာကျုပ်ရင်သွားကြမယ်နေစမ်းမအောင်မင်းရင်ဘယ်နားမှာလဲကွာခလောက်ခွန်တိုင်ဆိုတဲ့ရွာလေးပေါ့ဗျာဒီနေရာနေဆိုရင်နည်းနည်းတော့လှမ်းနေကျုပ်အိမ်မှာဆိုရင်တော့စိတ်ချပါတယ်ဗျာကျုပ်တို့၃ယောက်လဲလမ်းဆက်လျှောက်ခဲ့တာပေါ့ဗျာဖာတောင်းကသူ့လွယ်ထက်ကကြားလုံးတွေကိုနှိုက်ပြီးတော့ကတ်တရလမ်းပေါ်ကျဲချလိုက်တယ်ဆိုရင်ပဲမင်းစားလေးတွေကသူ့ထက်ငါအလူရဝိုင်းကောက်ကြတယ်ဗျာကျဲဦးတွန်ချိန်လောက်မှာတော့ရွာလေးတရာကိုရောက်ခဲ့တယ်ဗျာကျုပ်ခြေထောက်တွေလည်းလမ်းလျှောက်လုံးလုံးညောင်းချနေပြီပေါ့ဗျာသွေးတွေကျပြီးတော့ခြေထောက်ကဖောင်းအိမ်နေတယ်ဗျာရွာလေးကတော့မွန်ရွာလေးနဲ့တူပါတယ်ဗျာအိမ်လေးတွေကလည်းတလိုင်းခေါင်လို့ခေါ်တဲ့ခေါင်းမိုးလေးတွေမိုးထားကြတယ်ဗျရွာလေးတွေဆက်လျှောက်သွားရင်ရွာစုံလောက်မှာတော့ချမ်းထဲဝင်းနဲ့တက်တက်ရဲဆောက်ထားတဲ့တစ်သားအိမ်လေးတစ်လုံးရှိတယ်တစ်သားရင်းနဲ့ကာယံထားတဲ့ချမ်းစီကိုရှိပြီးတော့တစ်သားတကားကြီးလေးတစ်ခုရှိတယ်ဗျဘာတောင်းကခြံတကားရှိမှမတ်တက်ရိုက်လိုက်ပြီးတော့ခြံတကားကိုလက်နဲ့ပုတ်တက်လိုက်တဲ့အခါခြံတကားမှာစာရန်တွေပုံတွေပေါ်လာပြီးတော့တစ်ချက်လင်းသွားတယ်ဗျကဝေရှင်ရဲ့ခြံတွေကိုစုံနေမဝင်နိုင်အောင်လှုပ်ထားတယ်ဒါပေမဲ့ကျုပ်ရဲ့ဆက်လက်နက်တွေကိုပြန်သိမ့်ပေးတာပါတယ်ကျုပ်တို့၃ယောက်ခြံထဲကိုဝင်ခဲ့တယ်ဗျအိမ်ထဲကိုဝင်လိုက်တဲ့အခါဆေးဆိုင်တစ်ခုတည်းကိုရောက်သွားတယ်လို့ခံစားရတယ်ဗျထူးဆန်းတာအဲ့ဒီတစ်သားအိမ်လေးမှာပြင်းနေမှမရှိပါဘူးဗျအထဲမှာလေတန်းနေကြွက်လျှောက်တွေပေါ်မှာပလင်အကြီးသေးစိုက်စုံအများကြီးပဲရှိတယ်ဗျတချို့ပလင်ကြီးက၄000ပုံစံအကြီးတွေဗျနယံကက်စင်လေးပေါ်မှာတင်ထားတဲ့အထဲမှာတော့
လက်တစ်စစ်လောက်ရှိတဲ့ပလင်သေးသေးလေးတင်ထားပြန်มาရောဗျာပလင်ထဲမှာလည်းတဲမုံတွေမီးသွင်းမုံတွေလိုမဲအမုံတွေစကွဲလိုဆန်စီလိုဖြူအစိတ်လေးတွေစုံပါပဲဗျာကျုပ်ကပလင်းတွေကိုလိုက်ကြည့်နေတော့ပလင်းတစ်ခုကတဲမုံလေးတွေမှာလူမျက်နှာကြီးတစ်ခုပေါ်လာတယ်ဗျလူမျက်နှာကလည်းမျက်လုံးတွေပါးစပ်တွေပွင့်ပြီးတော့ဝါကနေလှုပ်လိုက်တာမျိုးကျုပ်လည်းလန့်ပြီးတော့အနောက်ကိုဆုပ်လိုက်မိတယ်ဒီခါဘာတောင်းကဟဲ့လူပလင်းတွေကိုမထိနဲ့မကိုင်းနဲ့နော်ဒီပလင်းတွေကဘာကြီးလဲဗျဘာတောင်းကလွယ်ကြီးထက်ပလင်းလေးကိုပြန်ထုတ်ရင်မှန်ပြီးတော့တီးလေးတွေကိုတီးချာစီထက်နေတယ်ဗျဥပါသာပလင်းတွေကိုကြည့်ရင်ဒီပလင်းတွေထဲမှာကဝေတွေပေါ့ကွာဗျာကဝေတွေကိုပလင်းနဲ့ထည့်ထားလားဗျဘာတောင်းကကျုပ်တို့ဘက်ကိုလှည့်ပြီးတော့ဟုတ်တယ်ငါတို့ကဝေရှင်နေဆိုတာကဝေတွေစီကနေဆုံးပညာကိုဖမ်းဆုပ်ယူလိုက်ပြီးတော့ကဝေတွေရဲ့ဝိညာဉ်ကိုဖမ်းရှုပ်ထားကြတာပဲကျုပ်ဆိုရင်တော်တော်အံ့ဩသွားတာဗျအိမ်စီကန်တခန်းထဲမှာတင်ပလင်းက1000နီးလောက်ကိုရှိတာပြို့ဒါဆိုဒါဒီအားလုံးထဲမှာကဝေတွေကြီးပဲပေါ့နော်ဒါဘောကွာဒီကဝေတွေအကုန်လုံးကိုခမရတယောက်တည်းဖမ်းခဲ့ရလားဘာတောင်းကခေါင်းခါလိုက်ပြီးတော့ငါတို့ဖေကလည်းကဝေရှင်မဲကွာသူ့နာမည်ကဦးထိုက်တန်လို့ခေါ်တယ်အဖေကသား3ယောက်မွေးခဲ့တယ်အကိုအကြီးဆုံးနာမည်ကတော့တန်းတန်နဲ့အကိုလည်းနာမည်ကတိန်းတန်အငယ်ဆုံးဖြစ်တဲ့ငါနာမည်ကျတော့တောင်းတန်ပေါ့ကွာကျုပ်ဖြင့်ရီမိသွားတယ်နာမည်ဘေးပုံတွေကလည်းဆန်းနေမို့လားဗျာဘာတောင်းကတော့ကျုပ်ကြီးတာကိုကြိုက်ပုံမရဘူးဗျာဒါနဲ့ဒီလူတွေကဘာကြီးလဲဗျာသူတို့ကဘာလုပ်ချင်တာလဲမတ်ရွှေတောင်ဆိုတာအောင်းလန်းဝိဇ္ဇာတယောက်ပဲသူကလူဖြစ်ထုံခုပြီးတော့လှုပ်ရှားနေတာပဲမတ်ရွှေတောင်ရဲ့ကြံစီကတော့ငါထေရှင်လို့ခေါ်တဲ့ဘလူးမိတ်စာတကောင်ပြန်ပြီးအသက်သွင်းနေတာပဲအသက်သွင်းပြီးတော့ဘာလုပ်ကြမှာလဲမကောင်းတာပေါ့ကွာဘာလုပ်မလဲဆိုတာတော့တေချာမပြောနိုင်သေးဘူးကွာဒါပေမဲ့မကောင်းမှာတော့အမှန်ပဲငါတငယ်ချင်းပြောပုံရတော့လူတွေအများကြီးသိမယ်တွေးချောင်စီးလိမ့်မယ်ကွာအခုခမရတို့ကကျုပ်ကိုဘာလို့လိုချင်တာလဲကျုပ်စီမှာကင်ထားတဲ့ဝက်ဖဲဆိုတော့ဘာလဲငါပြောရမယ်ကွာမတ်ရွှေတောင်တို့ကထောက်ကြံမှာခြံကြီးတစ်ခုရှိတယ်အဲ့ဒီခြံကြီးထဲမှာခေါနာပြောတဲ့ငတိရှင်ရှိတယ်ပြီးတော့လူတချို့လည်းဖမ်းထားသေးတယ်ငါတို့လုံးဝမှာအဲ့ဒီခြံကြီးထဲဝင်ပြီးတော့ကောင်မလေးတယောက်ကိုကဲဖို့ပဲကွာဒါပေမဲ့ခတ်တာအဲ့ဒီခြံကြီးထဲဝင်မရောက်ဘူးဥပဒါဆက်ပြောရပြမတ်ရွှေတောင်ကအောက်လန်းပညာနဲ့ခြံကြီးတစ်ခုလုံးလုံခြုံအောင်လုပ်ထားတယ်လေးဘက်လေးတန်ထိုးပေါင်များတဲ့အပြင်မြေပေါ်မြေရောက်ပါမကြံတိုးဝင်မရအောင်လုပ်ထားတာကွာဘာတောင်းကခေါင်းငိမ့်ရင်ကျုံနားလဲပါပြီဗျာခမရတို့ကဝေရှင်ကိုလိုအပ်တယ်ဆိုတာဧကန်ကတော့တိုက်ပေါက်ဖောက်ဖို့အတွက်မဟုတ်လားဥပဒါခေါင်းငိမ့်နေဗျကျုပ်လည်းဘာမှမသိတာနဲ့နေပါဦးတိုက်ပေါက်ဆိုတာဘာလဲဥပဒါအလွန်လုံခြုံလာပါပြီခိုင်မာလာပါပြီဆိုတဲ့တိုက်ကြီးကိုတောင်ပေါက်သွားဖောက်နိုင်တဲ့စွမ်းကဝေရှင်နေစီမှာရှိတာကွာတိုက်ပေါက်လို့ခေါ်တဲ့အဲ့ဒီပညာရက်နဲ့တိုက်တွေကိုထုတ်ချင်းခံအောင်ဖွင့်ဖောက်နိုင်တယ်ကွာဒီလိုတိုက်တွေကိုတောင်ဖောက်နိုင်နေဆိုတော့မှတော့မတ်ရွှေတောင်လှုပ်ထားတဲ့ကွန်ချာလောက်ကိုအေးစီဖောက်နိုင်တာပေါ့ကွာကျုပ်လည်းအတော်အားတက်သွားတယ်ဗျဒါဆိုအခုဘာသာခမရဒီလိုလှုပ်တတ်သလားဘာတောင်းကခေါင်းခါပြတယ်ဥပဒါကျုပ်ရောထိတ်လန့်သွားတယ်ဗျခမရမလှုပ်တတ်ဘူးလားတိုက်ပုတ်ပညာကိုကျုပ်မလှုပ်တတ်ဘူးအဲ့ဒါကျုပ်ကိုကြီးကိုတန်းတံပဲလှုပ်တတ်တာဗျဟမ်ဒါဆိုရင် तू ကအခုဘယ်မှာလဲအထက်ညာကိုတက်သွားတယ်တိုက်သွားတူးတယ်ဥပဒါဆိုလို့ရှိရင်ကျမ်းမြေမော်ခွေခင်းနဲ့လဲကျသွားတော့တာပဲဗျာဒါဆိုငါတို့လာတာတိတ်ရည်သွင်းဖြစ်ပြီပေါ့ဘာတောင်းကတစ်ချက်စဉ်းစားရင်နေဦးဗျကျုပ်ကိုလည်းကိုသိန်းတန်လို့လှုပ်တယ်မလားပဲကျုပ်တို့အတွက်မျောလင်းချက်ရောင်ကြီးလေးပွင့်လာပြီဆိုရတော့ဗျာ तू ကဘယ်မှာလဲအခုဘယ်ရောက်နေရလဲဒီကနေတိတ်မွေးတယ်ရှမ်းစုရွာမှာနေတယ်ဗျဒါဆိုရင်ခုပဲသွားအောင်ဗျဥပဒါငေါက်ကနေထရရင်ပြောတယ်ဗျဘာတောင်းတူဝေနေသေးတယ်ခမရတို့သွားမယ်ဆိုရင်လိုက်ပုံမယ်ဒါပေမဲ့ကျုပ်စိတ်ထဲထင်နေတယ်ဗျဘာဖြစ်လို့လဲကွာကျုံနဲ့အကိုလက်ကိုသိန်းနေနေကစကားမပြောတာရှင်းနေရှိပြီဥပဒါလည်းတက်ပြင်းတစ်ချက်ချလိုက်ပါတော့တယ်ဗျအိုဗျာခမရစကားမပြောလေဘာဖြစ်တယ်လဲကျုပ်တို့ပြောမယ်ဗျအင်းလေသွားကြည့်ရတော့မမပါဘူးဒါနဲ့ကျုပ်တို့၃ယောက်ဆက်ပြီးခင်းနေမှုပြင်ဆင်လိုက်ကြတယ်ဆိုရတော့ဗျာအခုတင်ဆက်ပေးခဲ့တဲ့ဇလန်လေးကတော့စာရေးဆရာအက္ခဆိုရေးသားထားတဲ့စုံဒီဥပဒါနဲ့ကဝေရှင်ဘာတောင်းဆိုတဲ့ဇလန်လေးပဲဖြစ်ပါတယ်နားဆင်ပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့တင်ဆက်သူဇာနီပဲဖြစ်ပါတယ်